ရင်လေးစရာသာသနာအနာဂတ်အမားတွေကြာလာတော့အမှန်တွေဖြစ်တော့မှာလားအားလုံးပဲမင်္ဂလာပါ Audio ဘိုင်ကွီးစော် Channel ကနေကြိုဆိုလိုက်ပါတယ် Channel လေးကို Like and Subscribe မနှိပ်ကသိရင်လည်းနှိပ်ပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်ရမဲသင်းမျိုးမြောက်ဘက်ရန်ကင်းတော်ရအကြောင်းမှာပထမပူဇော်ပွဲပင့်လို့သွားခဲ့ပါတယ်ကျောင်းထိုင်ကဦးလေးဖြစ်လို့ညအိတ်နေခိုင်းပါတယ်အနီးဆုံးရွာဖြစ်တဲ့ကုန်းကလေးငှက်တိုက်ကမဲတော်ရဲ့ဇာတိရွာဖြစ်တာမို့ပြောမယ်ဆိုတရွာလုံးဆွေမျိုးတွေကြီးပါပဲရောက်တယ်ဆိုရင်ပဲဦးလေးတော်ကလက်ပတ်တော့ဝိုင်းနဲ့ကော်ဖီတောက်ပါဆိုပြီးအာဝါတိကဝစ်ပြူပါတယ်အချိန်ကြည့်လိုက်တော့ညနေ9 နာရီမို့ညင်းလိုက်ပါတယ်ကော်ဖီဟာနွားနို့ပါလို့ယာဝကာလိကာသာဖြစ်ကြောင်းယာမကာလိကာမထိုက်ကြောင်းရှင်းပြတော့ဝိုင်းမှာထိုင်ပြီးအချိုပွဲအားပေးနေကြတဲ့ရဟန်းလေးပါးကအခြားကဘာကလာတဲ့ဂျိုသားကိုကြည့်သလိုဝိုင်းကြည့်ကြပါတယ်ဦးလေးဖုန်းကြီးကအချိုရည်ဘူးထုတ်ပြီးအဲ့ဝတ်ပြူတာကိုညင်းလို့ဘာဖြစ်လို့လဲလို့မေးပါတယ်ရေဒီမိတ်ဘူးတွေဟာမီးနဲ့အပူပေးပြီးတာရှည်ခံအောင်ထုတ်လုပ်ထားတာမို့ယာမကာလိကာဖြစ်မအပ်ဆက်ပါကြောင်းရှင်းပြလိုက်တော့ဦးလေးကသဘောကျပြီးပြုံးနဲ့ခေါင်းညှိတ်ပါတယ်နည်းနည်းလေးမောင်လာတော့အေးဓာတ်ကစိတ်လာလို့အနှွေးတဲ့ဆွဲတာကိုစီခေါင်းစွပ်ကိုစီထုတ်ဝေကြပါတော့တယ်ခြုံတယ်လေးခေါင်းပတ်ပြီးနေတာကတော့ကိုရဲ့ဆုံရွာကုန်းတောရမှာတပားတဲ့တောရစောက်တည်နေတဲ့နောင်တော်ဦးစင်းရဲ့နှစ်ပါးတဲ့သာရှိပါတယ်အဆိုးဆုံးကတော့ကော်လာမပါတဲ့ကျဲသီးတက်အင်ကြီးလက်ရှည်နီအောင်ကိုဝတ်ထားတာပါပဲရဟန်းအသွင်နဲ့ဘလို့မှမတူတော့တာပါညဘက်ရောက်တော့ရွာကတကာမတွေကတောင်းလေးတွေရက်ပြီးရောက်လာကြတယ်ဝိုင်းရဲ့အစွန်ဆုံးမှာထိုင်နေတဲ့ကိုကိုစွန်းအုပ်လေးတွေလာကတ်လို့ဘာတွေလဲလို့မေးတော့ပဲတုပ်ပါဖះနောက်တဦးကဂျင်းတုပ်တဲ့နောက်တဦးကခောက်ဆွဲတုပ်တဲ့ဆိုတော့အကတ်မခံတော့ပဲနောက်လာမကတ်နဲ့လို့ပြောလိုက်တယ်ဘေးမှာထိုင်နေတဲ့ကိုတော်ကအကတ်ခံပြီးခက်တီတီနဲ့ကဲလိုက်ဆိုလို့ပြောပြီးစူတောင်းစူပေးတွေတောင်လှုပ်လိုက်သေးတယ်ဗျာသူ့အရက်နဲ့သူ့ဇက်ကတော့လိုက်ပါဗျာဆုံရွာကုန်းနောင်တော်ကြီးလက်ကုပ်ခေါ်ပြီးပြောပါတယ်ကိုတော့ဒီမှာရှိတဲ့သူတွေကအားလုံးဝါရီမနှဲတော့ဘူးယဟန်ဘဝရောက်ကလေးကဝင်းနီးဆိုတာကိုလေ့လာသင်ယူလို့ပဲဖြစ်ဖြစ်အချားနယ်ပဲဖြစ်ဖြစ်ဒီပြီးတဲ့သူတွေပါဒီလိုပွဲမျိုးမှာတပည့်တော်လိုပဲအလိုက်ထိုက်ကလေးအစဉ်ပြေအောင်နေပေးလိုက်ပါမဟုတ်ရင်ဆုံးပြူးဖြစ်လိမ့်မယ်မှားလို့မဟုတ်ဘူးနော်မှန်လွန်းလို့အံမဝင်ဖြစ်တာတဲ့ဩအမားတွေကြာလာလို့အမှန်တွေဖြစ်တော့မှာလားအနာဂတ်သာသနာမျိုးဆက်သစ်ဖြစ်တဲ့ကိုရင်တွေရဲ့အမြင်မှာဘုန်းကြီးဖြစ်ရင်ကားမောင်းလို့ရတယ်ပထမပွဲဆိုရင်ဝိကာလဘောဇနာတိတ်ခါပုတ်ထိန်ရံမလို့ကျောင်းတိုင်ဖြစ်ရင်စွန့်ကန်စရာမလို့ဆိုပြီးဆွဲမှတ်သွားကြမှာသိကြပါတယ်ကြာရင်တော့ကိုလဲတကာကြီးကြော်ညွန့်ပြောသလိုရွာပြင်ထုတ်ခံရတော့မှသိကြပါတယ်ဓမ္မရေချမ်းစဉ်မူရင်းရေးသားသူကို credit ပေးပါတယ်ဗျာကျေးဇူးတင်ပါတယ်အသိပညာဘုဒ္ဓရစရာအကြောင်းအရာတွေနဲ့စိတ်ဝင်စားဖွယ်ရာသတင်းအချက်လက်တွေကိုဖတ်ပြပေးမဲ့ audio ဘိုင်ကွီးစော်ပါ